ဖေဖေရဲ့နောက်ဆုံးပေးစာ မိုးရွာတဲ့ညတဲ့ညမိမိကတယောက်တည်းအိမ်ပြန်လာနေခဲ့တယ်။ဒါပေမဲ့လမ်းဘေးမှာအတန်တိုးတိုးလေးတစ်ခုကိုကြားလိုက်တယ်။တေးသေးလေးနဲ့တုံနေတဲ့ခွေးလေးတစ်ကောင်မိမိကမထားခဲ့နိုင်ခဲ့ဘူး။အိမ်လိုက်မလားဆိုပြီးပွေ့ချီသွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးသူတို့နေရန်ကမခွဲနိုင်တဲ့တငယ်ချင်းတွေဖြစ်သွားခဲ့တယ်။မိမိငိုတဲ့နေတိုင်းခွေးလေးကဘေးမှာတိတ်တိတ်လေးထိုင်ပြီးတယ်။ဒါပေမဲ့ဒီနေ့မှာတော့ခွေးလေးပျောက်သွားခဲ့တယ်။မိမိကလမ်းတိုင်းကိုလိုက်ရှာခဲ့ပြီးမြဲဘေးနေရာမှာမှမတွေ့တော့ဘူး။နောက်ဆုံးတကားရှိမှာကော်လာလေးတစ်ခုကိုတွေ့လိုက်တယ်။အထဲမှာစာလေးတစ်စောင်ပါနေခဲ့တယ်။ငါကမြဲဖြီးပို့ထားတဲ့နောက်ဆုံးလက်ဆောင်ပါ။မိမိကပြုံးရင်းမြင်ရီကြခဲ့တယ်